Today activity ကမှကြိုဆိုလိုက်ပါတယ် Today activity တို့ကပြောတာပေါ့နော်ညာဟာရောပါပါတယ်ဘာလို့လဲဆိုတော့မနေ့ညကိုလည်းတက်ဆင်ပြီးတော့ vlog ရိုက်ဖို့စိတ်ကူကမရှိသေးဘူး second can နေတဲ့အချိန်ကျမှ vlog ရိုက်ချင်စိတ်ဖြစ်သွားလို့ထားရိုက်လိုက်တဲ့ video လေးပဲဖြစ်ပါတယ်ဘောင်းကျုပ်အနေနဲ့ Today activity ဆိုမှခေါင်းစဉ်တက်လိုက်ပါတယ်ခင်ဗျာစကင်ကဲတယ်လို့လာပြောစကင်ကလည်းစိတ်ကူပေါင်းမှာပေါက်လို့ထားကဲဖြစ်တာဆိုတော့တောင်းနေတဲ့ GM solution တွေကလည်းတိတ်ပြီးတော့အကျိုးတွေဝယ်ထားတော့ကြာပြီတုံးဖြစ်လိုက်နေဆိုတော့လိုအပ်ချက်တွေရှိရဲ့ဗီဒီယိုဆိုပေမဲ့လည်းအဆုံးထိလိုက်ပါကြည့်ရှုပေးကြပါအောင်လို့မြတ်တရားခံချပါတယ်လာပါလေတေအောင်ကြိုက်တဲ့တန်တန်ရှင်းရှင်းတတရရကလည်းနေချင်တဲ့ဒါပေမဲ့လူကပြင်းနေတဲ့အချိန်ကပို့များနေတော့တိတ်မလုပ်ဖြစ်စိတ်ကူပေါင်းမပေါက်လို့ထားလို့ဖြစ်တဲ့အကျင့်ပေါ့နော်အဲ့လိုအကျင့်လေးပါအဲကြောင့်လို့ second gear ဆိုလဲသူများတွေလို့တိတ်တော့ second gear ပို့ပေါ့နော်အဲ့လိုကတော့တိတ်တော့မကုန်ပါဘူးရှိရဟာတော့တုံးဖြစ်လိုက်ဆိုတော့တိတ်တောင်အောင်နေလာတော့မသိsecond gear ရတယ်မဖြစ်တယ်လို့အဲ့လိုမျိုးစိတ်ရှိမှလောက်တဲ့အကျင့်အပြင်ဒီရဲ့ဖျားတရားလောက်တာလည်းအဲ့လိုပါပဲထုံးနေ၎င်းပါပဲ second gear လို့ပဲစိတ်ကူပေါက်မှပေါက်လို့ပါဖျားတရားလည်းထားလောက်ဖြစ်တာဆိုတော့ဒီခုကလည်းမအိတ်ခင်လေး second gear ပြီးတော့ဖျားလေးချစ်ခုလိုက်ပါအောင်မယ်ဆိုမှစိတ်ကူပေါက်ပြီးတော့ထားပြီးတော့ရိုက်ဖြစ်တဲ့ဗီဒီယိုလေးဟုတ်တယ်ဖျားတရားပြန်လောက်ဖြစ်တဲ့ဗီဒီယိုလေးပေါ့သူများတွေလိုအတိတ်ထံဝင်ရင်တော့မှဝင်နိုင်မယ်ထင်တာပဲကိုယ့်ဘက်ကလည်း challenge မလုပ်ကြည့်ရသေးတယ်ပါလောက်ပါတယ်တကယ်လောက်ဖြစ်တော့ရလောက်မှာပါအတိတ်ထံတကယ်လို့ဝင်ဖြစ်တယ်ဆိုလေဒီကူကတော့ပုံမှန်လေးလောက်ဖြစ်အောင်ပဲအရင်စူးစမ်းကြည့်ပါအောင်မယ်ညပြီးတော့ခိုးကတော့မနက်ခင်ရောက်လို့လာပါပြီဒါမနက်ခင်တစ်ဖြတ်လေးပေါ့ကွယ်မနက်တော့လောနဲ့အင်္ဂါနိုးရနဲ့ရိုက်လိုက်ရအောင်အရှိကဟာလေးပြဆိုင်ခင်းနာတော့ဘာညာပြီးတော့ရိုက်လိုက်ရဒါဆိုင်ခင်းပြီးတော့အပေါ်ပြန်တက်ပြီးတော့အဲ့ရလေးတိတ်နေဘာညာပေါ့ကွယ်ဘာညာ blog ပေါ့ခုကတော့အဲ့ရတိမ်ပြီးတော့မျက်နှာတစ်တွားတိုက်ဘာညာကွေးပေါ့တန်ရှင်လောက်တဲ့အပိုင်းလေးပဲဖြစ်ပါတယ်ဒီရဲ့ဟာလေးဆိုင်မှာလည်းတင်ထားတယ်ပြီးကျတော့ဒီခု online ပေါ်မှာလေးနည်းနည်းကြရက်တွေထားနေအတူစစ်ကြရက်တွေလေးတစ်ချက်ပြောပြကြပါအောင်ဆိုင်မှာလည်းတင်ထားတာကြောင့်မလို့လေကျွန်တော်တကယ်လို့သူစစ်လေးတိချင်လို့ပါသူဟာလေကောင်းတယ်ဆက်သုံးခြင်းတော့ကလေဘာလို့လဲဆိုတော့ तू 3 in 1 4 in 1 5 in 1အဲ့လိုမျိုးပုံစံကဒါပေမဲ့ तू ဟာ5 in 1လို့တော့တွေ့ရပဲခုနောက်ပိုင်းတုံးနေနေတော့ပိတ်တတိမထားမိတော့ဘောနော်ဆက်တုံးကျင်းတော့ပူရှင်းလေးပေါ့ကွာ သူဟာလေကတွားလိုက်စေဟာလေကလေပူရှင်းကမှညာစားချင်းတွေကိုပလုတ်ချင်းလိုက်တဲ့ချိန်မှာတော်တော်လေးကိုပြောင်းသွားတယ်လို့ခံစားရတယ်ပြီးကြအဲ့လိုမျိုးတွားကြတယ်မှာကျန်တဲ့အစာကြံလေးတွေအဲ့လိုမျိုးဟာလေးတွေကိုလည်းပြောင်းနေလို့ခံစားရတယ်ပြီးကြတော့တွားလဲပို့ပြီးတော့ဖြူဝင်လာတယ်လို့ခံစားရတယ်တွားကြည့်လာပေါ့ကွာဒီရဲ့ဘယ်လာမမျက်နှာတစ်စီဆိုလဲတော်တော်လောက်ကောင်းတယ်ကိုနဲ့ပဲကိုအသားရည်နဲ့တဲလို့လာပါလို့လေတော့မသိဘူးပေါ့နော်တောင်းရတော်တော်လေးစင်ပြေတားရည်လေးလဲလက်လာရင်လို့ခံစားရတယ်ဒါလေးလဲတောင်းရတော့ကြာပြီညနာလဲတခါတလေစိတ်ကူပေါင်းမှအဲ့လိုမျိုးညနေတစ်စီနဲ့ကြာနေတာတစ်တာဆိုတော့တခါတလေအထိတိုင်းပဲဖြစ်တယ်လို့လေးပဲတစ်လိုက်တာဆိုတော့ဒါလည်း
ကုန်းချင်တာလို့လည်းမကုန်းချင်တာလို့လေးဖြစ်နေဒီတစ်ပြနေတဲ့အပိုင်းကိုလည်းဆက်ဆက်ချင်းတော့ထဲရမလားထဲရမလားဖြုတ်ရမလားဖြုတ်ရမလားစဝေးစဝါဖြစ်နေတယ်နောက်ဆုံးတော့ထဲလိုက်ပါတယ်ထဲပြင်မဲ့လည်းမြင်မြန်လေးရစ်လိုက်ပါတယ်ကြည်နေရတဲ့လူတွေကြာနေမှာဆိုလို့ ခုအပိုင်းလေးကတော့မျက်နှာတက်ပြီးဆိုတော့စကင်ပြန်ကင်မဲ့အပိုင်းလေးပဲဖြစ်ပါတယ်စကင်ကတော့အစင်းကိုလေတီးတဲ့လူတွေတီးတဲ့သူလေးတွေပြန်ပြီးတော့မျှဝေပြီးကြပါအောင်လို့ပြောချင်ပါတယ်ဘယ်လိုလဲဆိုတော့ကိုကတခုနဲ့တင်ကိုပြီးညာပါပြီးကြတော့လေဒီခုကအင်ကိုပြန်ရောက်ခါစားဆိုတော့ပစ္စည်းတွေကပြန်ရှာရအောင်ပါဆိုတော့အဲ့လိုမျိုးမျက်နှာတက်ပြီးရင်ဘယ်လိုတောင်းရတဲ့ဘာညာပေါ့ကွာစကင်ကေပုံစစ်လေးတွေကိုမျှဝေပေးကြပါအောင်လို့ပြောချင်ပါတယ်ဒါလေးကတော့ဆိုင်လေးပဲဖြစ်ပါတယ်ဒါခင်မီတကားလာအခြေအနေလေးပေါ့နော်အနေခင်စောစောစီလေးပဲရှိပါသေးတယ်ဆုံးခိုင်းကြတဲ့အချိန်လေးပေါ့သူများတဲ့အိတ်ကောင်းနေတဲ့အချိန်မှာကိုရီးယားရဲ့ဆိုင်ခင်းလို့ပြီးတော့ပါပြီကောင်းပြီရလဲပဲချောင်းပဲကဘာမှာရောက်နေတယ်မသိလို့ဆိုင်ရရှိတဲ့ဟာလို့ဖြုတ်ပြီးတော့ကေရှိုင်းလိုက်ပါတယ်ဆက်စချင်းတော့မရှိုင်းတော့ဒီတိုင်းလက်လေးနဲ့ပဲတတရလန်တော့ဖီလိုက်မယ်လို့စိတ်ကူးထားပေမဲ့ဒီစပင်ကိုရဲ့စပင်ပုံစံချင်းနဲ့လက်နဲ့လောက်လည်းမပြီးတဲ့အချိန်လေးမို့လို့ဆိုင်ကဘီလိုဖြုတ်ပြီးတော့ရှိုင်းလိုက်ရပါတယ်ကိုဆိုင်မှာရှိနေတော့လက်လင်းတကူလောက်လို့ရပါအဲ့ရလေးရဆိုပါရန်ကောင်းအစားကောင်းစီနေနဲ့ကောင်းစီပါလိမ့်ရမလားလို့စိတ်ကူးဝင်လဲရေးအောင်ချိုးရတယ်တော့ရေချိုးပြီးမှပဲကောင်းစီလိမ့်ပြီးတော့ပြန်ပြီးတော့စပင်ပုံတွန်းတော့မယ်ဆိုမှစိတ်ကူးလိုက်ပါတယ်ဒါတော့မနက်စာစားဖို့အတွက်လက်ဖေးဆိုင်တိုင်းမှာကိုယ်ဆိုင်ကိုလှမ်းရိုက်ထားပါအနေခင်ဆောဆောစီစီရဲ့ရှုပ်ကနေရမ်းမှတ်ဆိုင်နေမိတ်ကရွှေတောင်တန်းမှာကျွန်တော်တို့ဆိုင်ရဲ့မျက်ဆောင်ထတာပေါ့အနေခင်လေးမှာလက်ဖေးရချိုးစင်းရဲ့ထပ်တရရဲ့စာပြပါတယ်ဒါလေးကတော့ကျွန်တော်တို့ရဲ့ဆိုင်လေးပေါ့ဗျာကျွန်တော်တို့အတော်ဆိုင်ရဲ့ဘေးမှာဦးလေးရဲ့ဓာတ်စီဆိုင်လေးဆိုင်ရဲ့ဓာတ်စီဆိုင်လေးရောဖွင့်ထားပါတယ်လာရောက်အားပေးကြပါအောင်ညာဗီဒီယိုလေးကတော့ဒီလောက်ပါပဲဘိုင်ဘိုင် Thanks for watching.